coffee လက်ဖက်ရည်တောက်လို့ရလားကိုဝင်ဆောင်နဲ့မမေတို့နိုးတိုင်နဲ့မမေတို့ဒီမေကွန်းလေးကကြတော့အရင်အောင်သိကျင်ကြတယ်အဲ့တော့အဖြေလေးကိုရှင်းရှင်းလင်းပြောရမယ်ဆိုရင်တောက်လို့ရပါတယ်ဒါပေမဲ့ limit လုပ်ပြီးတောက်ပေးရပါမယ် coffee ရောလက်ဖက်ရောနှစ်ခုလုံးကိုတရက်ထဲမှာတစ်မျိုးလုံးပေါ့နော်ကြိုက်တာတောက်တာအဲ့လိုမျိုးတော့လုပ်လို့မရဘူးဒီနေ့မှာ coffee တောက်တယ်ဆိုလို့ရှိရင်နောက်နေ့ကျရင်လက်ဖက်ရည်တောက်မယ်ပေါ့နောက်နေ့ကျ coffee တောက်မယ်ပေါ့နော်တစ်နေ့မှာတစ်မျိုးတော့တောက်ပေးလို့ရတယ်နောက်ပြီးလို့ရှိရင် coffee ဆိုရှင်လည်း200 mg ထက်မကျော်စေရဘူးအဲ့တော့တစ်နေ့ကိုတစ်ခွက်ကတော့စိတ်ချရအောင်မယ်လက်ဖက်ရည်လည်းတစ်နေ့ကိုတစ်ခွက်ကတော့စိတ်ချရအောင်မယ်နောက်ပြီးလို့ရှိရင်နိုးတိုင်နေမမေတို့နဲ့ပေါ့နော်ကိုဝင်ဆောင်နဲ့မမေတို့အနေနဲ့ဆိုလဲညဘက်ဆိုလို့ရှိရင်အိပ်ရခက်တဲ့ပြဿနာရှိတယ်နောက်ပြီးတော့နေ့လယ်ဘက်ဆိုလည်းပြန်အိပ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့မနေ့ပိုင်းတောက်တာပဲအကောင်းဆုံးပါပဲဒီညနေဘက်မှာတောက်မယ်ဆိုညဘက်အိမ်မပြောရဖြစ်တတ်တယ်နိုးတိုင်နေမမေတို့အနေနဲ့ရောတူတူပါပဲမိမိရဲ့နိုးကနေပြီးတော့မှပေါ့နော်ကလေးစီကိုစားလိုက်တဲ့ဟာအကုန်လုံးရောက်ရှိတဲ့အတွက်ကြောင့်မလို့ကလေးကလည်းကိုအိမ်မပြောသလိုသူကလည်းအိမ်မပြောဖြစ်မယ်တိတ်ရခက်တာဖြစ်မယ်ပြီးနေနေညရဲမားရဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ coffee လက်ဖက်ရည်ကိုအရင်ကြိုက်တယ်ဆိုလို့ရှိရင်တော့တောက်ပါဒါပေမဲ့ limit လုပ်ပြီးတော့မှတောက်ပါမနက်မှာပဲတောက်မယ်ပြီးလို့ရှိရင်ကျန်တဲ့ချိန်လေးဆိုတော့မတောက်ဘူးပြီးတော့တစ်ခွက်ပဲတောက်မယ်လိုမျိုးလုပ်ပေးခြင်းအပြင် coffee လက်ဖက်ရည်ကို6လလုံးဖြတ်เสียမလို့ပဲねပေါ့နိုးတိုက်တယ်ဆိုလို့ရှိရင်နောက်ထပ်ဒီတစ်နှစ်ကျော်ဖြစ်သွားမယ်ပေါ့နော်ဒီတစ်နှစ်ကျော်ကာလအလုံးလုံးဖြတ်เสียမလို့ပဲね coffee လက်ဖက်ရည်တောက်လို့ရပါတယ်ဒါကနိုင်ငံခြားမှာဆိုလဲကဘာမှာဆိုလဲ coffee လက်ဖက်ရည်တောက်နေကြတာပဲဒါပေမဲ့မြန်မာနိုင်ငံမှာဆိုရင်တော့ပေါ့နော် coffee လက်ဖက်ရည်ကမတောက်ရဘူးချိုးရတယ်တောက်ကြတယ်ဘာလို့ရမလဲဆိုတဲ့ဟာပေါ့နော်အရင်ကပဲတွေးဟာတွေများနေကြတယ်အဲ့ခါကျတော့ကဘာမှာဆိုလဲတခြားနိုင်ငံတွေမှာဆိုလို့ရှိရင် coffee ကတောက်ကြတာပဲပေါ့နော်ဒါပေမဲ့ limit လုပ်ပြီးတောက်ရတယ်ဒါမှမဟုတ်လဲတနေ့ကုန်တောက်ရှင်နေဆိုလို့ရှိရင်တော့ဒီ caffeine နဲ့ပေါ့နော် caffeine ထုတ်ထားတဲ့ coffee မျိုးကိုတောက်ပေးလို့ရပါတယ်